လူအများစုက HIV AIDS ရောဂါတွေကိုကြောက်ကြပါတယ်ဒါပေမဲ့တကယ်နားလည်ထားသူတော့နေပါတယ်ဒီနေ့ဗီဒီယိုမှာတော့ HIV ဆိုတာဘာလဲဘယ်လိုစတင်ခဲ့ပြီးဘယ်လိုကူးစက်တက်လဲဘယ်လိုကာကွယ်နိုင်မလဲဆိုတာကိုတိတိကျကျပြောပြပေးသွားပါမယ်HIV ကို Human Immunodeficiency Virus လို့ခေါ်ပြီးလူရဲ့ကိုယ်ခံအားစနစ်ကိုတိုက်ဖြစ်တဲ့ virus တစ်မျိုးပဲဖြစ်ပါတယ်ဒီ virus ဟာခန္ဓာကိုယ်ကိုကာကွယ်ပေးတဲ့ CD4 ဆေးတွေကိုတဖြည်းဖြည်းဖြစ်စီးတဲ့ virus ပဲဖြစ်ပါတယ် AIDS ကိုတော့ Acquired Immunodeficiency Syndrome လို့ခေါ်ပြီးHIV ရဲ့နောက်ဆုံးအဆင့်ပဲဖြစ်ပါတယ်ဒီအဆင့်ကိုရောက်တဲ့အခါကိုယ်ခံအားအလွန်နည်းသွားပြီးတာမန်နှာစေးချောင်းဆိုးယောဂနဲ့အသက်သေဆုံးစေနိုင်ပါတယ် HIV ယောဂါဟာ1900ဝန်းကျင်မှာအာဖရိကဒေသကနေစတင်ကူးစက်လာတယ်လို့သိပ္ပံပညာရှင်တွေခန့်မှန်းထားကြပါတယ်ဒီယောဂါဟာရှမ်ပန်စီတွေမှာဖြစ်တတ်တဲ့ SIV လို့ခေါ်တဲ့ Human Immunodeficiency Virus တစ်မျိုးကနေလူတွေစီကိုကူးပြောင်းလာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လူတွေတကယ်သတိထားမိလာတာကတော့1980ပြည့်နှစ်မှာပဲဖြစ်ပါတယ်အဲ့ဒီရှိတုန်းက HIV AIDS ယောဂါဟာကမ္ဘာတစ်ဝန်းကိုပြန့်နှံ့လာပြီးလူသန်းပေါင်းများစွာကိုသေဆုံးစေခဲ့ပါတယ်အဲ့ဒီခေတ်မှာဆေးဝါးမရှိသေးတာကြောင့် HIV ယောဂါကိုလူအများစုကသေတံလို့ပဲသဘောထားခဲ့ကြတာပါ။ပိုကြောက်ဖို့ကောင်းတာကအခုအချိန်လေးကာကွယ်ဆေးနဲ့လုံးဝပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေးဝါးတွေမထုတ်လုပ်နိုင်သေးပါဘူး။ဒါပေမဲ့ virus ကိုထိန်းချုပ်ပြီးအသက်ရှင်ရှင်နေလို့ရနိုင်တဲ့ဆေးကိုတော့1990လောက်တုန်းကရှာတွေ့ခဲ့ကြပါတယ်။ဒီဆေးကိုတော့ ART Antiretroviral Therapy လို့ခေါ်ပါတယ်။တကယ်တော့ ART ဆိုတာဆေးတစ်မျိုးမဟုတ်ပဲဆေးအညွန့်တစ်ခုပါTenofovir, Levanbutin, Afavirin လို့ဆေးတွေကိုပေါင်းပြီးတောက်ရတာပါဒီဆေးအညွန့်ကိုတော့ကမ္ဘာတစ်ဝန်းမှာသုတေသနအဖွဲ့များနဲ့ဆေးကုမ္ပဏီများကနှစ်ပေါင်းများစွာသုတေသနလုပ်ပြီးဖန်တီးခဲ့ကြတာပါ HIV ကူးစက်နိုင်တဲ့အဓိကအချက်တွေကတော့အကာအကွယ်မပါဘဲလိင်ဆက်ဆံတာသွေးမတစ်ဆင့်ကူးစက်နိုင်တာနဲ့မိခင်မကလေးတို့ကူးစက်နိုင်တာတွေပဲဖြစ်ပါတယ်နောက်တစ်ခုကလက်ကင်တာအတူစားတောက်တာနဲ့အတူနေထိုင်တာတွေကမကူးစက်နိုင်ပါဘူးမြင်သာအောင်ပြောရရင်ရေတစ်ခွက်ကိုအတူတူတောက်တာမျိုးတွေကလည်းလုံးဝမကူးစက်နိုင်ပါဘူးဒါပေမဲ့အရေးကြီးတာတစ်ခုက HIV ယောဂါဟာအစပိုင်းမှာယောဂါလက္ခဏာမပြတတ်ပါဘူးတချို့သူတွေမှာတော့တာမန်ဖျားနာတာမျိုးလိုပဲဖြစ်တတ်ပါတယ်ဒီလောက်ဆိုရင် HIV AIDS ယောဂါအကြောင်းကိုသဘောပေါက်လောက်ပြီးထင်ပါတယ် HIV ယောဂါဟာတာမန်နေထိုင်မှုဘဝကနေကူးစက်နိုင်တာမျိုးမဟုတ်တဲ့အတွက် HIV ရဲ့ကူးစက်ခံရတဲ့သူတွေကိုခွဲခြားဆက်ဆံတာမျိုးတွေမလုပ်သင့်ပါဘူးအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ် like subscribe နဲ့အားပေးပြီးတော့အောက်က comment ထဲမှာလည်းသင်တို့သိသမျှတွေကိုဝင်ရောက်ဆွေးနွေးညှိခုံသွားလို့ရပါတယ်